နေ့တိုင်းဆင်ခြင်စိတ်ကိုပြင်တရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်ခန္ဓာကိုရှစ်ဖုံးတော်သခင်ရှင်တော်မြတ်ဖရာဤမဟာကရုဏာကုံကိုအာယုံပြုကတိကျဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိယပမေယံကာလံကရွန်တောတိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမာကာရုဏိကတတတယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပဂောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘယ်မေယံရေးအတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားအလို့ငါအတိဒုက္ခရာနိဥစ္စာသက်ချေလက်အင်္ဂါမေတ္တာကြီးမှသမိတာနှင့်တထာဇနီဆွန်ခြင်းကြီးဟုချက်တိထဝယ်ငါးသွဲအစုအလုံးခဲရင်သောမူတို့ကိုကရွန်တော်ဘုရားဖြစ်ရန်ဤတန်ကြိုးကုတ်အားထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးရဲ့နှလုံးစိတ်ဝံကိုရောဤပင်မခြင်းသို့ကတောဘဝတဏ္ဍကျိန်ဖန်များစွာရောက်တော်မူကြရရှာနေပြီမဟာကရုဏီကတတ္တဝါများယင်ဝေသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောကန္တနာတတဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာထိုးရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းမှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မဲ့သွေဖြစ်ပါစေတည်းနေ့တိုင်းဆင်ရင်စိတ်ကိုပြင်းလို့ဗုဒ္ဓရဲ့အဆုံးအမဩဝါဒအတိုင်းဘုန်းကြီးတွေနာယူမှတ်သားပြီးတော့ကိုယ်ဘဝမှာကောင်းကျိုးချမ်းသာတွေရဖို့ဆင်းရဲဒုက္ခတွေကလွတ်မြောက်ဖို့လို့နေ့စဉ်မှာဘာလုပ်သင့်သလဲဘာလုပ်ရမလဲလို့ကောင်းကျိုးချမ်းသာလိုလားတဲ့ပုဂ္ဂိုလ်တိုင်းစဉ်းစားမိကြမှာပဲတွေးတောမိကြမှာပဲတခြားဘာသာဝင်တွေနဲ့တခြားဘာသာရဲ့အဆုံးအမတွေနဲ့မတူဘုရားမြတ်စွာရဲ့အဆုံးအမက mind center religion လို့ပြောလူတွေရဲ့အသိစိတ်ကိုဗဟိုပြုပြီးတော့ကောင်းအောင်လုပ်တဲ့ဒီစနစ်တစ်ခုပဲဘုရားဘာသာလွဲလို့ကျန်တဲ့ဘာသာဝင်တွေရဲ့အဆုံးအမကတော့ဘယ်ဟာကိုဗဟိုပြုလို့ဆို God Center Religion လို့ခေါ်တယ်သူတို့တကုရှင်သာဝရဘုရားကိုဗဟိုပြုပြီးတော့ဆုံးမဩဝါဒပေးတာဘာပဲဖြစ်ဖြစ်ဘယ်အရာကိုပဲဗဟိုပြုပြီးတော့ကောင်းအောင်လုပ်နိုင်တယ်ဆိုလို့ရှိရင်တော့ကောင်းတာပဲကောင်းကျိုးချမ်းသာရမှာပဲကောင်းတဲ့အကျင့်မှန်သမျှကောင်းကျိုးချမ်းသာရနိုင်တယ်ကောင်းလုပ်တဲ့အကျင့်ဆိုတာဟာလောကလူသားတွေမှာတဘာဝအတိုင်းရှိနေတဲ့အကျင့်တရားများတာဖြစ်တယ်ပေါ့ဆိုလိုတာကအပြစ်ကင်းပြီးတော့ကောင်းကျိုးချမ်းသာကိုဖြစ်ပေါ်စေနိုင်တယ်ဆိုတာလူသားတွေမှာတဘာဝအားဖြင့်ရှိပြီးသားဖြစ်တယ်သို့တော့အပြစ်ကင်းပြီးတော့ကောင်းကျိုးချမ်းသာရစေနိုင်တဲ့တဘာဝတရားဟာဘယ်ဟာလဲလို့ဆိုမသိနိုင်ကြဘူးအဲ့လိုမသိသည့်အတွက်ကြောင့်
ကောင်းကျိုးချမ်းသာရလိမ့်နိုးနဲ့မျှော်ကိုးပြီးတော့လောက်ကင်ကျင့်ဆောင်ကြတဲ့အခါမှာလွယ်လွယ်ချော်ချော်မှားမှားယွင်းယွင်းနေဖြစ်ကုန်တာပေါ့အဲ့တော့မြတ်စွာဘုရားကတော့အလုံးကောင်းကျိုးချမ်းသာရဖို့ရအတွက်ကိုယ့်ကိုယ်ထိမ့်သိမ်းဆော့ရှော့အောင်မှာတော့လူတိုင်းအသီးသီးရဲ့တဏ္ဍာမှာရှိတဲ့စိတ်ပဲကိုယ်စိတ်ကိုပြင်ပေးခြင်းအားဖြင့်အတွေးစိတ်တွေကိုပြင်လိုက်ခြင်းအားဖြင့်ပြောဆိုမှုကိုလည်းပဲပြင်ဆင်ပြီးသားဖြစ်သွားတယ်လုပ်ကင်မှုတွေကိုလည်းပဲပြင်ဆင်ပြီးသားဖြစ်သွားတယ်အခြေခံဖြစ်တဲ့စိတ်ထားကမကောင်းဘူးဆိုလို့ရှိရင်ပြောသမျှစကားလုပ်သမျှအလုပ်တွေဟာအကောင်းဖြစ်လာဖို့မရှိနိုင်ဘူး။ဘာဖြစ်လို့တော့ဆိုတော့မကောင်းတဲ့စိတ်ကမြစ်ဖြားခံလာတဲ့အရာဟာမကောင်းတာပဲဖြစ်မှာပေါ့။ကောင်းတဲ့စိတ်ကိုမြစ်ဖြားခံလာပြီးတော့ကောင်းတဲ့စိတ်ကနေမြစ်ဖြားခံလာတဲ့ပြောတဲ့စကားလုပ်တဲ့အလုပ်တွေဟာကောင်းတဲ့အရာတွေဖြစ်တယ်ပေါ့။အပြစ်ကင်းတဲ့ပေါ့။ဆိုလိုတာကအပြစ်ကင်းတဲ့စိတ်နဲ့တွေးမှအပြစ်ကင်းတဲ့စိတ်ကိုအခြေခံပြီးတော့ပြောမှကောင်းတဲ့စကားဖြစ်တယ်အပြစ်ကင်းတဲ့စိတ်ကနေပြီးတော့ဖြစ်ပေါ်လာလို့ပြုမှုလှုပ်ရှားတဲ့အပြုမှုကာယကံလားအပြစ်ကင်းတာဖြစ်နိုင်တယ်ပေါ့အပြစ်မကင်းတဲ့စိတ်ကိုအခြေခံပြီးတော့ဖြစ်ပေါ်လာတဲ့ပြောတဲ့စကားလုပ်တဲ့အလုပ်ဟာဘယ်တော့မှအပြစ်ကင်းတယ်ဆိုတာမဖြစ်နိုင်မူရင်းကမှအပြစ်မကင်းတာဘယ်လိုလုပ်ဖြစ်ကင်းမလဲပေါ့နော်အပြစ်ရှိတဲ့စိတ်ကနေဖြစ်ပေါ်လာတဲ့ပြောစကားတို့လှုပ်ရှားမှုတွေတို့ဆိုတာအပြစ်ရှိတာတွေပဲဖြစ်လာအေးဒါကြောင့်မို့လို့ဘုရားဘာသာမြတ်စွာဘုရားရဲ့အဆုံးအမဆိုတာတကယ်တော့လူတွေကိုးကွယ်ရတဲ့ဘာသာတရားမျိုးမဟုတ်ဘူးကဘာဥကာလကစပြီးတော့လူတွေဟာတကုရှင်ကိုအာကိုယုံကြည်ပြီးတော့တကုရှင်ကြီးရဲ့အလိုချတကုရှင်ကြီးကဆုံးမတယ်ဆိုတဲ့စကားအတိုင်းလိုက်နာကျင့်သုံးကြတယ်အာကိုကြတယ်ယုံကြည်ကြတယ်အဲ့တော့ကိုအာကိုရမှမသိတော့ဘူးလူတွေမှာဘယ်အရာပဲဖြစ်သမျှအရာတွေဟာဘုရားသခင်ရဲ့အလိုတော်ချလို့ဆိုတဲ့စကားလုံးအရာအလုံးဟာတို့ကိုဖန်ဆင်းထားတဲ့ဘုရားသခင်ရဲ့ဖန်ဆင်းချက်အတိုင်းတို့တွေဟာသွားနေကြရတာလို့အားပြောတဲ့စိတ်ဓာတ်နော်အရှုံးပေးတဲ့စိတ်ဓာတ်တွေနဲ့ဘဝခရီးကိုရှောင်လန်းနေကြရတာမြတ်စွာဘုရားပွင့်လာတဲ့အခါကျတော့မဟုတ်ဘူးအားလုံးအခြေခံကောင်းကျိုးချမ်းသာရစေနိုင်တဲ့အကြောင်းတရားတွေဟာအတိသောပုဂ္ဂိုလ်တွေရဲ့အနမရှိတယ်ထိုပုဂ္ဂိုလ်အသီးသီးရဲ့အရေးကြီးဆုံးဟာဘာလဲလို့ဆိုစိတ်ပဲဒါကြောင့်မို့လို့ mind center religion လို့လည်းဒီလိုပြောကြတယ် mind center religion လို့စိတ်ကိုအဓိကထားပြီးတော့မြတ်စွာဘုရားရဲ့တရားတော်တွေမှာဟောတာဖြစ်တော့တချို့ကမြတ်စွာဘုရားရဲ့တရားကို idealism လို့ပြောဆိုကြတယ်။ဒါဆို idealism ရဲ့အဓိပ္ပာယ်ကစိတ်တန်အရှိတရားရုပ်ဆိုတာစိတ်ကြောင့်ဖြစ်လာတဲ့အရာသာဖြစ်တယ်။ရုပ်ကအရှိတရားမဟုတ်ဘူးစိတ်တန်အရှိတရားလို့ပြောမှ idealism မြတ်စွာဘုရားကစိတ်လည်းရှိတယ်ရုပ်လည်းရှိတယ်။သို့တော့ဥဆောင်နေတာဟာစိတ်ကဥဆောင်နေတာလို့ဒီလိုဆိုလိုတာနဲ့ idealism မဖြစ်ဘူးပေါ့တချို့ဆန့်ကျင်မဲ့အယူဝါဒ idealism ရဲ့ဆန့်ကျင်မဲ့အယူဝါဒက materialism လို့ခေါ်တယ်ရုပ်တံအရှိတရားစိတ်ဆိုတာရုပ်ကနေဖန်တဲတဲ့အရာတစ်ခုသာဖြစ်တယ်အဲ့ဒါလည်းပဲဒီဟာလည်းပဲမြတ်စွာဘုရားကရုပ်တံအရှိဆိုတာကိုလည်းလက်မခံစိတ်နဲ့ရုပ်နှစ်ခုပေါင်းစပ်ပြီးဆိုပါစို့ရုပ်နဲ့နာမ်နှစ်ခုပေါင်းစပ်လိုက်တဲ့အခါမှာလူတွေရဲ့တဏ္ဍာမှာလှုပ်ရှားမှုတွေပြောဆိုမှုတွေပြုလုပ်မှုတွေဖြစ်လာစိတ်တတ္တရုပ်တတ္တခွဲခြားထားလိုက်လို့ရှိရင်
နှစ်ခုစလုံးဟာဘာစွမ်းအားမှထွက်မလာဥပမာပေးထားတာဘာဥပမာပေးထားတော့ဆိုရင်မြန်မာတွေရဲ့ထွက်ထီးရှင်းရအသုံးပြုနေကြတဲ့ရုပ်သေးရုပ်ပတ်ဖက်ရုပ်သေးရုပ်အဲ့ဒီရုပ်သေးရုပ်ဟာကျိုးလှုပ်မှလှုပ်လို့ရတယ်ကျိုးကမလှုပ်ရင်လှုပ်လို့မရကျိုးနဲ့ချီထားအဲ့တော့အခုခေတ်တော့ဘက်ထရီစွမ်းအားနဲ့လှုပ်တဲ့ရုပ်သေးရုပ်တွေလည်းရှိတာပေါ့နော်အဲ့တော့ကျိုးနဲ့တစ်သားရုပ်နဲ့နှစ်ခုတွဲဆက်ပြီးကျိုးကိုလှုပ်ပေးတဲ့ပုဂ္ဂိုလ်ရှိပါသူကကတယ်အမူအရာမျိုးမျိုးလုပ်ပြတယ်ဆိုတာဖြစ်လာအဲ့ဒီဥပမာတိုင်းပဲလူတွေမှာစကားပြောတယ်ရည်တယ်ငိုတယ်ဆိုတာတွေဟာစိတ်ဆိုတဲ့ကြိုးကလှုပ်မှရည်တယ်ငိုတယ်ကတယ်ပြောကြတယ်ဆိုကြတယ်ဆိုတာဖြစ်လာအကယ်၍စိတ်မရှိတော့ဘူးစိတ်ကင်းမဲ့သွားပြီဆိုရင်ကြည့်လေ dead body ကြီးကြတော့စိတ်မှမရှိတော့ထားတဲ့အတိုင်းပဲလှုပ်မှမလှုပ်နိုင်ဘူးရုပ်နဲ့စိတ်ကိုရုပ်နဲ့နာမ်ကို separate လုပ်လိုက်တာနဲ့တပြိုင်နက်စွမ်းအားတွေတခုမှမရှိတော့နှစ်ခုပေါင်းမှစွမ်းအားဒါကိုပဲဝိတ္တုဒ္ဓိဘက်မှာရှင်းရှင်းလေးနာမရူပပရိစ္ဆေဒဒိဋ္ဌိဝိတ္တုဒ္ဓိအခန်းမှာရူပံနိဋ္ဌိသံရုပ်ဟာဘာပါဝါမှမရှိဘူးတဲ့နာမံနိဋ္ဌိသံနံတရားဟာလည်းဘာပါဝါမှမရှိဘူးတဲ့ရုပ်နဲ့နာမ်နှစ်ခုပေါင်းစပ်မှစွမ်းအားဖြစ်တာဒါအမြဲတမ်းလက်တွေ့နဲ့လည်းကြားတယ်နော်လက်တွေ့နဲ့လည်းကြားအေးဒါကြောင့်မို့လို့ရုပ်နဲ့နာမ်နှစ်မျိုးရှိတဲ့ထဲမှာရုပ်ကိုဘလောက်ပဲပြင်းစိတ်မပြင်းသေးသမျှကာလပတ်လုံးကောင်းကျိုးချမ်းသာရဖို့မဖြစ်ဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့ရုပ်ကြီးဆိုတာစဉ်းစားကြည့်ရုပ်ဆိုတာမြတ်စွာဘုရားကရုပ်ခန္ဓာကိုယ်ကြီးကိုဘယ်လိုသရုပ်ဖော်ထားတယ်ဆိုတော့အယံကာယောရူပိဒီခန္ဓာကိုယ်ကြီးဟာပုံတံကြီးနဲ့လာတယ်စာတုမဟာပုတိကောပထဝီအာဘောတေဇောဝါယောဆိုတဲ့ဓာတ်ကြီးလေးပါးနဲ့တိဆောက်ထားတယ်ဟုတ်တယ်ခန္ဓာကိုယ်မှာကြည့်လိုက်လို့ရှိရင်အတုံးအခဲအမာဓာတ်တွေကတစုရေတွေကတစုအရည်တွေကတစုနော်အပူအေးကတစုလှုပ်ရှားနေတဲ့ဝါယောတွေကတစုခန္ဓာကိုယ်ထဲမှာထုတ်ကြည့်လိုက်လို့ရှိရင်ဒါပဂတိတမ္မန်နဲ့ပဲကြည့်အောင်တော့ပထဝီအာဘောတေဇောဆိုတဲ့ပထဝီအာဘောတေဇောဝါယောဆိုတဲ့ဓာတ်ကြီး၄ပါးနဲ့အခြေခံပြီးတော့တိဆောက်ထားတာတဲ့ခန္ဓာကိုယ်ကြီးဟာမာတာပိဋိကတမ္မောမိဘနှစ်ပါးရဲ့ span နဲ့ oban ဒီနှစ်ခုပေါင်းစပ်ပြီးတော့တတိတိရတာနော် span နဲ့ oban အဲ့ဒီနှစ်ခုပေါင်းစပ်ပြီးတော့တတိတိတာမာတာပိဋိကတမ္မောလို့ညတ်စွာဗျာအမေဟာနဲ့အဖေဟာလို့ဒီလိုဆိုလိုတာပေါ့မာတာပိဋိကဆိုတာအမေပစ္စည်းအဖေပစ္စည်းနှစ်ခုပေါင်းစပ်ထားမှအဲ့ဒီထဲမှာတတိတိလို့ရတယ်လို့ဒီလိုဆိုတာဒါလက်တွေ့လေဒီတိုင်းပဲလေအဲ့ဒါကိုမြတ်စွာဘုရားဟောတာမာတာပိဋိကတမ္မောဩဒနာကုမ္မတုပစယောမွေးလာပြီးတဲ့နောက်မှလည်းပဲကြည့်ထမင်းမုံကအစာအာဟာရတွေစားပြီးတော့ကြီးထွားလာတာသူ့ကြီးမကြီးဘူးမိခင်ဝမ်းကနေမွေးဖွားလာတဲ့အချိန်လေးတုန်းကသေးသေးလေးစားရင်နဲ့ကြီးလာတာအဲ့တော့ယုတ်ခန္ဓာကိုယ်ကြီးဟာဒါယုတ်ခန္ဓာကိုယ်ကြီးကိုလူတိုင်းသိတာအောင်လို့မြတ်စွာဘုရားကဒါရှင်းပြောတာနော်အဲ့ဒါလို့ကြီးထွားလာတဲ့ခန္ဓာကိုယ်ကြီးဟာဒီတိုင်းပဲတည်တည်ငြိမ်ကြီးနဲ့ဝေးလာတော့ကအခြေအနေတိုင်းမြဲနေလားဆိုမမြဲဘူးတဲ့အနိစ္စဖြစ်လာတာလေးတွေကပျောက်နေတာဟုတ်တာပေါ့လူရဲ့ခန္ဓာကိုယ်ထဲမှာဆရာဝန်တွေဆိုရင်ပြောကြတယ်လေဆဲလေးတွေကပေါ်လာလိုက်ပျောက်သွားလိုက်ပေါ်လာလိုက်ပျောက်သွားလိုက်သူ့အချိန်တိုင်းလေးမှာလူရဲ့ခန္ဓာကိုယ်မှာရှိတဲ့ရုပ်ကလေးတွေဟာဖြစ်ပြီးသေသွားတာပဲနံတရားတွေလည်းဒီတိုင်းပဲဖြစ်လာပြီးပြတ်သွားတာပဲနောက်ဆုံးမှာကိုရှူတဲ့လေလေးပဲကြည့်အောင်လေဝင်လေထွက်လေဆိုတာဒီလေကြီးပဲထရှူနေတာမဟုတ်ဘူးနော်ဖြစ်ပြီးပြက်နေတဲ့သဘောတွေကိုဖော်ပြတယ်အနိစ္စ
မမြဲတဲ့ဒီရုပ်ခန္ဓာကိုယ်ကြီးတဲ့မမြဲရုံနဲ့မကဘူးဘာလို့ကြရတော့ဆိုဒါကရုပ်ခန္ဓာကိုယ်ကြီးပေါ်မှာလူတွေနေ့စဉ်နဲ့လုံနေကြတာဘာလို့ကြတော့ဆိုဥစ္စာဒနာအနတ်အသက်မကောင်းတဲ့အတွက်ကြောင့်နေ့စဉ်နဲ့အများလိမ့်ကြံပြီးတော့ပေးနေကြဒါလည်းဟုတ်တာပဲနော်နေ့စဉ်နဲ့အများရေမိုးချိုးပြီးတခုလိမ့်ကြံမလိမ့်ရင်သူ့အနံ့ဆိုးတယ်လေသူ့အနံ့ကဆိုးတယ်ဒါကြောင့်မို့လို့ခန္ဓာကိုယ်ကြီးကမတင့်တယ်ဘူးလို့မြတ်စွာဘုရားဟောတာသဘာဝအပြင်တင့်တယ်တဲ့အရာမဟုတ်ဘူးမတင့်တယ်လို့အမြဲတမ်းတန်ရှင်းအောင်လုပ်ပြီးတော့အနံ့အသက်တွေကိုပြင်ပကလာတဲ့အမွှေးကြိုင်တွေနဲ့ဖုံးလွှမ်းပြီးတော့ပေးနေကြရတယ်ပြင်ပကသာအနံ့မရှိဘူးဆိုလို့ရှိရင်ခန္ဓာကိုယ်ရဲ့အနံ့တိုင်းများထားမယ်ဆိုရင်ဘယ်လိုနေမလို့တိရစ္ဆာန်ယုံထဲမှာသွားကြည့်မယ်ဆိုလို့ရှိရင်တိရစ္ဆာန်တွေရေမိုးမချိုးဘူးဆိုရင်နော်တိရစ္ဆာန်ယုံထဲအကောင်လောင်တွေသွားကြည့်နှာခေါင်းပိတ်ကြည့်ရလူတွေလည်းဒီတိုင်းပဲရေမိုးချိုးဖီးလိမ့်ပြင်ဆင်ထားတာမဟုတ်ဘူးဆိုလို့ရှိရင်အနံ့အဆိုးနေမှာပဲဒါကြောင့်မလို့လူနတ်ကိုနတ်တွေကယူဆနာတရားလောက်ကစပြီးတော့လူရဲ့အနံ့ရလာလို့လူပြေကိုမလာကြဘူးတဲ့အဲ့တော့လူတွေဝင်ပူးတဲ့နတ်ကတော့လူတွေနဲ့နေတဲ့နတ်အနံ့ကရင်းနေတာအဲ့ဒါနှာခေါင်းနဲ့ဟိုကောင်းကင်ကနတ်တွေကတော့မလာဘူးသိကြအဲ့ဒါမှလူနတ်နေနည်းနည်းလေးရောပါသွားတဲ့သကောင်ရံကြမှာလာလူတွေအိပ်ပြီးဆိုတဲ့အခါကျတော့နည်းနည်းအနံ့အသက်လေးတွေကလှုပ်ရှားမှုမရှိတဲ့အခါနည်းနည်းငြိမ်းလာအဲ့ဒီချိန်တောင်မှဖျားရှိလို့ဖျားနဲ့တွေ့ကျင်လို့မြတ်စွာဘုရားစီကတရားနာကျင်လို့အဆုံးမခံကျင်လို့ဆင်းလာကြနတ်တွေပြမတွေတခြားအချိန်မှာဆိုမလာဘူးသူတို့ဘာဖြစ်လို့လူရဲ့အနံ့နံလို့တဲ့အဲ့ဒါတော့ဒါကိုဖော်ပြတာဥစ္စာဒနာတခုနဲ့လိမ့်ကြံပြီးတော့ထားပရိမတ္ထနာမဆတ်လုပ်ပေးရတယ်နှိပ်ပေးရတယ်နေပေးရကလေးလေးတွေရွယ်လေးကစားပြီးတော့နော်နှိပ်နေပေးရတာမျိုးလုပ်လာရုပ်ခန္ဓာကိုယ်ကြီးရဲ့သဘာဝအဲ့ဒါဥစ္စာဒနာပရိမတ္ထနာကဲတယ်လို့လုပ်တော့ဒီခန္ဓာကိုယ်ကြီးဟာခိုင်မာပြီးတော့တန်ကြောင်းကြီးလို့မာကြောသလားလို့ဆိုမဟုတ်ဘူးဗေဒနာဘယ်နေရာမှမထိလိုက်နဲ့ထိလိုက်ပြဲသွားကွဲသွားမာပါတယ်ဆိုတဲ့အယိုးတောင်ခဏခဏကျိုးလို့စတိနဲ့ထိုးနေဟာသိတယ်နော်ခန္ဓာကိုယ်မှာလေအမာဆုံးနေရာတောင်မှပဲအဲ့တော့ဗေဒနာဝိဋ္ဌန္တနာဓမ္မပျက်စီးတတ်တဲ့အနေအထားတွေရှိပါတယ်ဒါမြတ်စွာဘုရားကိုယ်တိုင်သုံးပြီးတော့ပြောတဲ့စကားလုံးတွေပါခန္ဓာကိုယ်နော်တာမညာဖလားတုံမှာလည်းမြတ်စွာဘုရားဒီစကားလုံးကိုသုံးပြီးတော့ဟောထားတာဒါဝိပဿနာကျင့်စဉ်တစ်ခုကျင့်တဲ့အခါမှာကိုယ့်ရဲ့ရုပ်ခန္ဓာကိုယ်ကြီးကိုရှင်းရှင်းလေးမြင်ခိုင်းထားတာနော်တချို့ကျတော့ပရမတ်ကိုမြင်မှပရမမတ်ကိုမြင်မှကိုကပရမတ်ပေါ်မှာတွေ့တာမှမဟုတ်တာပညာပေါ်မှာတွေ့တာပညာကိုအမှန်မြင်လို့ရှိရင်ဆိုလိုတာကတရားထုတ်တယ်ဆိုတာတွေ့တာမှုလျှော့ချခြင်းလို့လုပ်တာတွေ့တာမှုလျှော့ချမှတောကငြိမ်းပါလေတွေ့တာနေတဲ့မြတ်တောကလာမှာအဲ့တော့တွေ့တာမှုကဘယ်မှာတွေ့တာတော့ဆိုပရမတ်ပေါ်မှာတွေ့တာမဟုတ်ဘူးပညာမှာတွေ့နေတာကိုယ်အရှိပေါ်မှာတွေ့နေတာအဲ့ဒီအရှိကိုမကောင်းတာကိုဆင်ញင်ပေးဖို့လိုတယ်ပေါ့ဟိုကိုမသိတဲ့မာသဘောပြောသဘောဆိုတာကိုယ်ကသိမှမသိတာပူသဘောအေးသဘောဆိုတာဒါကသူ့ရဲ့တဘာဝကိုသာပြောပြတာလေအဲ့တော့ဒီပညာပေါ်မှာဆင်ញင်စဉ်းစားလိုက်တာနဲ့ပဲလူတွေရဲ့အသိဉာဏ်ဟာတိုးတက်လာပြီနောက်ကြတော့ပရမတ္ထဆိုတာစိုက်ထိသွားတာပဲပေါ့တကယ်အနှစ်သာရထိအောင်ရောက်သွားမှာပေါ့ပရမတော့သဘာဝပေါ်မှာအတွေ့အတာမှုတွေစိုးရိမ်သောကတွေဒါတွေလွတ်ခင်းအောင်အမှန်မြင်ဖို့ဆင်ញင်စဉ်းစားပေးရတယ်လို့ဒီလိုပြောတာဥစ္စာဒနာပရိမတ္ထနာဗေဒနာဝိဒန္တနာဓမ္မသဘာဝကိုပျက်စီးတတ်တဲ့ဟောဒီခန္ဓာကိုယ်ကြီးအဲ့ဒီခန္ဓာကိုယ်ကြီးကိုမှီပြီးတော့ဘာဖြစ်လဲလို့ဆိုရင်ဝိညာဏလို့ဆိုရဟောဒီစိတ်ကလေးကဖြစ်နေတယ်ရုပ်နဲ့နာနဲ့မြတ်စွာဘုရားလို့ခွဲပြီးတော့ကြည့်ခိုင်းတာပဲရုပ်ပိုင်းဆိုင်ရာကိုမြင်ပြီးတော့အဲ့ဒီရုပ်ပိုင်းကိုမှီပြုပြီးတော့အသိစိတ်ကလေးပေါ်နေတာလေးကိုအသိစိတ်လေးကလည်းသူဆိုင်ရာအကြောင်းကြောင့်ပေါ်လာအဲ့ဒီရုပ်နဲ့နာနဲ့နှစ်ခုကွဲလာအဲ့ဒါလို့ကွဲတဲ့အခါမှာရုပ်ခန္ဓာကိုယ်ကြီးကပြင်းကျင်သလောက်ပြင်းနေစဉ်နဲ့အမြဘလောက်ပဲပြင်းပြင်း
getting older and older တနေ့ပြီးတနေ့အိုးလာမှာပဲဒါသူ့သဘောပဲသူ့ကိုဘလောက်ပြင်းဘလောက်ထိန်နော်ပြေမတွန့်အောင် botox ထိုးလဲတွန့်မှာပဲနော်မရဘူးမိတ်ကတည်းလိမ့်လဲမရဘူးသပင်ဆေးဆိုးလဲတစ်ချောင်းပြီးတစ်ချောင်းဖြူလာမှာပဲမရဘူးသွားလည်းပဲကျိုးမှာပဲကျိုးချိန်ကြအဲ့တော့ယုတ်ခန္ဓာကိုယ်ကြီးကဘလောက်ပဲပြင်းတဖြည်းဖြည်းဆွေးလာတာဆွေးလာတဲ့သဘောဟာသူ့မှာရှိအဲ့လိုတဖြည်းဖြည်းဆွေးလာတတ်တဲ့ယုတ်ခန္ဓာကိုယ်ကြီးကိုတကယ်ပြင်းနေလို့ရှိရင်အကျိုးရှိသလားလို့ဆိုဘာမှအကျိုးမရှိဘူးဒါကြီးပြင်းလို့ပါအဲ့တော့ပြင်ရမှာပါတော့ဆိုစိတ်ဟောလူရဲ့စိတ်ကလေးကိုပြင်ရမှာဘာလို့လဲဆိုလူတွေမှာကြည့်လေအော်ဒီလူကစိတ်ကောင်းတယ်ဒီလူကစိတ်မကောင်းစိတ်ကောင်းတဲ့လူနဲ့စိတ်မကောင်းတဲ့လူမျက်နှာမှာလားပေါ်နေတာစိတ်ကောင်းနှလုံးကောင်းရှိတဲ့ပုဂ္ဂိုလ်ရဲ့မျက်နှာအချိုးပြုံးပြီးတော့မေတ္တာနှလုံးသားပိုင်ရှင်မျက်နှာကိုကြည်လင်းဒေါသကြီးတဲ့ပုဂ္ဂိုလ်ရဲ့မျက်နှာဆိုလို့ရှိရင်နော်စုပုတ်နေတာဘယ်သူမှအဖက်မလုပ်သလိုပုံစံမျိုးကြီးဖြစ်နေဘာလို့လဲဆိုစိတ်ကိုဖြစ်နေစိတ်ဖြစ်တော့မျက်နှာမှာလားပေါ်နေတာပေါ့အဲ့ဒီဟာကလည်းစိတ်ခဏတူတတ်တဲ့လူရဲ့မျက်နှာဒီရည်ရွယ်ပြုံးရမရတော့မျက်နှာမျိုးကြီးဖြစ်တတ်တယ်ဟုတ်တယ်အဲ့ဒါလေတချို့မျက်နှာကြတော့ကြည့်လိုက်လို့ရှိရင်မပြုံးပေမဲ့လို့ပြုံးနေတယ်လို့မြင်နေရဘာလို့လဲဆိုရင်သူ့စိတ်ကိုကြည်လင်းနေတာမေတ္တာတက်ဝင်ကြည်လင်းနေတဲ့ပုဂ္ဂိုလ်ရည်လို့ပြုံးလို့မရတဲ့အကောင်တွေကြားတို့ချက်တစ်တို့ဘယ်တော့ပြုံးလို့မရဘူးဒီကောင်နော်ခွေးရမှလည်းနည်းနည်းပြုံးရသေးတယ်ဒေါသကြီးတဲ့အကောင်တွေငှက်တွေထဲမှာဆိုလဲဒေါသကြီးတဲ့အကောင်ဈိခွက်လို့အကောင်ဘယ်လိုမှပြုံးလို့မရဘူးလုံဝါမှာမျက်လုံးကပြူးနေတာဆိုတော့အဲပြုံးမရတဲ့မျက်နှာတွေနဲ့ဒါမျိုးဖြစ်တာပေါ့အဲ့ဒါကြောင့်လို့မြတ်စွာဘုရားကလူတွေရဲ့စိတ်အသွင်တရာဟာမျက်နှာရိပ်ပေါ်မှာလာပြီးတော့ထင်ပေါ်နေတယ်ဒါအပေါ်ယံကြည့်ုံနဲ့ပဲသိတယ်နောက်တစ်ခါနှုတ်ထွက်ကြတော့လည်းကြည့်စိတ်ဓာတ်ကမာနကြီးတဲ့ပုဂ္ဂိုလ်တို့ဒေါသကြီးတဲ့ပုဂ္ဂိုလ်တို့ပြောလိုက်လို့ရှိရင်ဒေါသကြီးကစကားတူတဲ့တူပြက်ပြောတတ်တယ်သူကမာဆတ်ပြောတတ်တယ်ဒေါသကြီးလို့ရှိရင်ငယ်တော့ကြားဘူးတဲ့တကလုံးလောဘကြီးတော့စကားချိုးတယ်ဒေါသကြီးတော့စကားတိုးတယ်မောဟကြီးတော့စကားအိုးတယ်အိုးတယ်ဆိုတာညံ့ရှင်းတာကိုပြောတာနော်လူတွေမှာလောဘစိတ်ရှိနေတဲ့အခါမလေးစကားချိုးတယ်ဒါမှရမှာဟုတ်သူကမေတ္တာနဲ့ချိုးတာမဟုတ်ဘူးလောဘနဲ့ချိုးတာဒေါသကြီးတဲ့ပုဂ္ဂိုလ်ကြတော့စကားမာဆက်နဲ့တိုးတောင်းပြောတတ်တယ်စိတ်တူတယ်မောဟကြီးတဲ့ပုဂ္ဂိုလ်ကြတော့အစင်မပြေဘူးစကားအိုးတယ်ဆိုတာအစင်မပြေဘူးသူစကားအချိုးရှင်းတော့မညီဘူးအဲ့လိုဖြစ်တယ်လို့ဒီလိုဆိုတာအဲ့တော့လူရဲ့စိတ်ဟာအင်တမအရေးကြီးတယ်ဆိုတာအင်တမထင်ရှားတယ်ပေါ့ဒါကြောင့်မို့လူတွေကောင်းမှုဆိုးဖို့ဆိုတယ်ကျန်တာတွေအသာထားနောက်ဘဝတွေအသာထားခဏလက်ရှိဘဝဆက်ဆံရေးမှာပဲကြည့်ဘာအရေးကြီးဆုံးတော့ကိုယ့်အကိုအရေးကြီးဆုံးရှာစိတ်ဟာအရေးကြီးဆုံးလူချင်းဆက်ဆံတဲ့အခါမှာလည်းပဲစိတ်နေသဘောထားအရေးကြီးဆုံးပဲဒါကြောင့်မို့စိတ်အရေးကြီးဆုံးလို့မြတ်စွာဘုရားဟောတာအမြဲတမ်းမှန်ကန်တယ်လို့ပြောအဲ့ဒါကြောင့်မို့လို့စိတ်ဟာအရေးကြီးလို့ဘုရားဟာဟောထားတဲ့တရားနဲ့လိုက်လျောညီထွေရှိအောင်နေ့တိုင်းဆင်ခြင်စိတ်ကိုပြင်ကိုယ်စိတ်လေးကိုပြင်ပေးပါဆင်ခြင်ရမယ်မဆင်ခြင်ရင်မသိဘူးမြတ်စွာဘုရားကဟောထားတာရှိတယ်ပစ္စဝက္ခဏဘဟုပကာရာကုသလေတုဓမ္မိတုစကားလုံးကတော့ contemplation လို့ဆိုတာပစ္စဝက္ခဏဆိုတာ contemplation စဉ်းစားဆင်ခြင်မှုသည်ကုသိုလ်ကောင်းမှုနဲ့အပြစ်ကင်းတဲ့တရားတွေဖြစ်ဖို့ရအတွက်အများကြီးအကျိုးဖြစ်တယ်လို့ဒီလိုဆိုလိုတာနော် contemplation is beneficial ပေါ့ပြောမှဆိုရင် beneficial အများကြီးအကျိုးဖြစ်ထွန်းစေတယ်
ကောင်းတဲ့ကိစ္စတွေမှာဘယ်ရာပဲဖြစ်ဖြစ်ဆင်ញင်စဉ်းစားမှုဆိုတာဘာနဲ့ဆင်ញင်တာတော့လို့ဆိုတတိတဲ့တမ္ပစင်ညာဒီနှစ်ခုကဆင်ញင်တဲ့နေရာမှာအရေးကြီးတဲ့ဟာနှစ်ခုတတိထားတတ်တယ်အတိပညာနဲ့ဆင်ញင်စဉ်းစားတတိထားမှပညာဆိုတာဖြစ်တယ်ဒါမှမဟုတ်တတိနဲ့ပညာနှစ်ခုပေါင်းစပ်ပြီးတော့ဆင်ញင်စဉ်းစားတာပစ္စောခတ်ဘုရားဟောတဲ့စကားလုံးနဲ့ပြောမယ်ဆိုရင်အပြစ်ကင်းတဲ့အရာမှာတဲ့ဆင်ញင်စဉ်းစားမှုဟာအများကြီးအကျိုးဖြစ်ပါတယ်လို့ဒီလိုဘုရားဟောတယ်ဒါကြောင့်မို့ဆင်ញင်ပေးပါကိုယ့်ကိုဆင်ញင်ပေးပါလူတွေကဆင်ញင်ပါတယ်ဗာဆင်ញင်လို့မနေ့အိယာထားလို့ရှင်တွိုင်းလက်ထဲဝင်မျက်နှာသိမှန်လေးကြည့်သွားပြီးတော့ဆင်ញင်တာဗာဆင်ញင်တာတော့ဆိုမျက်နှာမှာဘယ်နဲ့နေတုံးဆိုတာလေးဆင်ញင်အဲ့ဒီမှာလည်းပဲဝိနည်းစိတ်ကအရာတစ်ခုပြောရမယ်ဆိုလို့ရှင်ဘုန်းကြီးတွေမှန်မကြည့်ရဘူးမှန်မကြည့်ရဘူးတဲ့ဒါပြင်လုံးဝမကြည့်ကောင်းဘူးလားဘုန်းကြီးเจ้าမှာမှန်နေတွေ့နေတယ်မကြည့်ကောင်းဘူးလားလို့ဆိုတော့အကျိုးဖြစ်တဲ့ကြည်နီးကနဲ့ကြည့်ကောင်းတယ်တဲ့မှန်ကြည့်ပြီးတော့လှမလှဒီလိုမတွေးရဘူးတဲ့မှန်ကြည့်ပြီးတော့မျက်နှာမှာဘာရှိတယ်ဘာရှိတယ်ဒီလိုဟာတွေယောဂဝေဒနာတို့မှန်ကိုကြည့်ပြီးတော့ဟုတ်လားမျက်နှာမှာဒဏ်ရာရှိတယ်မရှိဘူးတခုညစ်ပေနေတာရှိတယ်မရှိဘူးကြည့်လို့ရမှန်ကြည့်ပြီးတဲ့အခါဩငါအိုးလာပါလားအရင်တော့ပရေမတွန့်ဘူးခုပရေတွေတွန့်လာပါလားဒီလိုတော့တွေးလို့ရတယ်တဲ့ဒါကကောင်းတဲ့ဘက်ကိုဥလဲတာမြတ်စွာဘုရားတရားဟာဘယ်တော့မှတစ်ဖက်သက်တစ်ထစ်ချက်မပြောဘူးကျိုးရှိမရှိအမြဲတမ်း analyze လုပ်တယ်ဘုရားဒါကိုပြောတာဝိပစ္စဝါဒီဆိုတာဘုရားကလုံးမရိုက်ဘူးဘယ်တော့ဖြစ်ဖြစ်အကျိုးရှိတဲ့ကိစ္စဆိုရင်ခွင့်ပြုတယ်အကျိုးမရှိတဲ့ကိစ္စဆိုမလုပ်နဲ့မှန်ကြည့်ပြီးတော့ကိုယ့်ကိုယ်ตายရတယ်ဆိုတာမလုပ်သင့်ဘူးဘာဖြစ်လို့လောဘတိုးလို့မှန်ကြည့်ပြီးတော့ဩငါအိုးလာပါလားရတယ်အဲ့လိုနည်းနဲ့ကြည့်လို့ရတယ်သွားမှာတစ်ခုဖြစ်နေလို့ကြည့်ရင်ရတယ်နော်ယောဂဝေဒနာနဲ့ပတ်သက်ပြီးတော့ကြည့်လို့ရတယ်ဒါမို့လို့ဝိနည်းစိကံမှာအနာပတ္တိဘိက္ခွေအာဘာဒပစ္စယအနာယောဂဆိုတဲ့အကြောင်းနဲ့ဆိုရင်မှန်ကြည့်ကောင်းတယ်လို့ဒီလိုဆိုတာဒါမို့ဘုန်းကြီးเจ้าမှာမှန်နေရှိနေတာနော်ဟိုဘိက္ခလိမ့်ဖို့တော့မကြည့်ရဘူးလို့ဒီလိုပြောတာတဏှာလိမ့်ဖို့တော့မကြည့်ရဘူးဘာလို့ဆိုလောဘဖြစ်စေတာဟုတ်သူကအဲ့တော့မြတ်စွာဘုရားကအမြဲတမ်းခွဲခြားတယ်အကုသိုလ်ဘုရားရဲ့တရားတော်မှာအနှစ်ချုပ်ကိုပြောသမှာလို့ဆိုလို့ရှိရင်အကုသိုလ်မှန်သမျှမဖြစ်စေဖို့ကုသိုလ်မှန်သမျှဖြစ်အောင်လုပ်ဖို့ဒါဘုရားရဲ့အနှစ်ချုပ်တရားပဲဒါကြောင့်မလို့တုတ်တန်တစ်ခုမှာမြတ်စွာဘုရားငါမှာတရားနှစ်ခုရှိတယ်တဲ့နံပါတ်1ကဘာတော့အကုသိုလ်မှန်သမျှရှောင်ညာဆိုတာဒါဘုရားဟောတဲ့တရားတစ်ခုကုသိုလ်မှန်သမျှမိမိတဏ္ဍာမှာပြည့်စုံအောင်လုပ်ကြဆိုတာဒါဒုတိယဟောတဲ့တရားဒါအဓိကပဲမြတ်စွာဘုရားရဲ့သွန်သင်ချက်တွေဟာဒီထဲမှာအကုန်အကျုံးဝင်တယ်ဘုရားရဲ့တရားတော်တွေပိဋကတ်သုံးပုံဘလောက်ပဲဟောထားတာဒီထဲမှာအကုန်အကျုံးဝင်တယ်လို့ဒီလိုဆိုလိုတယ်နော်အေးဒါကြောင့်မို့မြတ်စွာဘုရားကုသိုလ်ကောင်းမှုတွေရဖို့အတွက်ပြည့်ကင်းတဲ့တရားတွေဖြစ်ဖို့ဆင်ញင်သုံးသပ်မှု contemplation ဟာသိပြီးတော့အရေးပါတယ်တဲ့ဒါကြောင့်မို့ဆင်ញင်သုံးသပ်ပေးပါဘာကိုဆင်ញင်သုံးသပ်ပေးရမှာတော့ဆိုကုသိုလ်ကိုယ်စိတ်ကိုဆင်ញင်သုံးသပ်ပေးပါကဲမြတ်စွာဘုရားဟောတဲ့သုတ်တန်တွေထဲမှာသစိတ်တဆိုတဲ့သုတ်ရှိတယ်အင်္ဂုတ္တရနိကေမှာပါသစိတ်တဆိုတဲ့အဓိပ္ပာယ်ကဘာလို့ကိုယ်စိတ်သစိတ်တဆိုတဲ့စကားလုံးလေးကိုဘာသာပြန်လို့ရှိရင်ကိုယ်စိတ်လူတိုင်းဟာကိုယ်စိတ်ကိုဆင်ញင်ရမယ်အဲ့ဒီမှာမြတ်စွာဘုရားရဲ့မူရင်းစကားလုံးလေးတစ်ခုပြောမယ်ပါဠိလိုမြတ်စွာဘုရားဟောထားတာဆိုတော့အဲ့တော့ပါဠိလေးနဲ့အရင်ပြောမယ်ဆိုလို့ရှိရင်ပါဠိကလည်းမခက်ပါဘူးနောစေဘိက္ခဝေပရစိတ်တပရိယာယကုသလောဟောတိအထသစိတ်တပရိယာယကုသလောဘဝိတာမိတိဧဝံဟိဟောဘိက္ခဝေသိခိတကံဒါမြတ်စွာဘုရားကတိုက်တွန်းချက်စကားလေးတစ်ခုယဟန်တို့ဒီတိုင်းလိုက်နာကြတဲ့နော်ဘယ်လိုလိုက်နာရမှာလဲဆိုမင်းတို့သူများစိတ်နဲ့ပတ်သက်ပြီးတော့မကျွမ်းကျင်မလိမ္မာဘူးဆိုရင်ရှိပါစေဆိုလိုတာကသူများစိတ်ကိုမသိချင်နေပါစေထားလိုက်ပါဘယ်လူကတော့စိတ်ပုတ်တယ်ဘယ်လူကတော့စိတ်ယုတ်တယ်မလုံးနဲ့
သူများစိတ်မသိချင်တယ်နော်သူများစိတ်မသိချင်နေပါစေတဲ့ကိုယ်စိတ်လေးတော့ကိုသိအောင်လုပ်မယ်လို့ကြိုးစားကြပါလို့မြတ်စွာဘုရားဒီလိုတိုက်တွန်းတာဒါကိုပြောတာနေ့တိုင်းဆင်ခြင်စိတ်ကိုပြင်ဆိုတာကိုယ့်ကိုဆင်ခြင်ခိုင်းတာမြတ်စွာဘုရားသူများစိတ်မသိချင်နေပါစေတဲ့တစိတ်တပရိယာယကုသလကိုယ်စိတ်ဘာတွေဖြစ်နေတယ်ဆိုတာနဲ့ပတ်သက်တော့လိမ္မာကျွမ်းကျင်အောင်လုပ်ကြပါဒါဟာမြတ်စွာဘုရားရဲ့တရားတော်ကြီးဟာ mind center religion mind center teaching လို့ခေါ်တယ် mind center teaching စိတ်ကိုဗဟုပြုပြီးတော့ဆုံးမဩဝါဒပေးတာအဲ့တော့အပြင်မကိုအားကိုးရမှာမဟုတ်ဘူးအပြင်မကိုမျောနေစရာလည်းမလိုလောကလူတွေကအတွင်းအားတွေပေါ်မှာမေ့ထားပြီးတော့အပြင်အားတွေပဲမျောနေကြတာများတယ်ပေါ့အပြင်ကိုပဲအားကိုးကြတာများတယ်ပေါ့ဒါကြောင့်မို့ကိုယ့်ကိုအားကိုးရမယ်ဆိုတာမြတ်စွာဘုရားအတွင်းနဲ့ဟောတာနော်ကိုယ့်ကိုအားကိုးတယ်ဆိုတာကိုယ်မှာဘာတွေလုပ်เสียရှိတယ်လဲကိုလုပ်ရမယ့်ဟာကိုနဲ့အဓိက internal external နှစ်ခု external ဆိုတာကိုယ့်ကိုအကျိုးမဖြစ်ဘူးအကျိုးမသက်ရောက်ဘူးဒီလိုဆိုလိုတာမဟုတ်ဘူး external ကလည်းကိုယ်ဥပမာယာတိဥရုကလည်းကိုယ့်ပေါ်မှာအကျိုးသက်ရောက်မှုမရှိဘူးမဟုတ်ရှိပြင်ဘက်ကစားရမယ့်အစာအာဟာရတွေကလည်းကိုယ်အကျိုးမသက်ရောက်ဘူးလို့ဒီလိုပြောတာမဟုတ်အဲ့ဒီအကျိုးသက်ရောက်မှုတွေတဲ့အစပေါင်းများစွာအရေးကြီးတဲ့အကျိုးသက်ရောက်မှုကတော့ internet ပဲကိုယ်အတွင်းကပို့ပြီးအရေးကြီးတယ်ဒီလိုဆိုလိုတာနော်အဲ့တော့ကိုယ်အတွင်းဆိုတာကိုယ့်ရဲ့စိတ်ကလေးဒါမို့ဘုရားရဲ့အဆုံးအမဩဝါဒယဟန်တို့သူများစိတ်နဲ့ပတ်သက်ပြီးတော့မကျွမ်းကျင်ကျင်နေပါစေသူများစိတ်ဖြစ်တာတွေနဲ့ပတ်သက်ပြီးမသိကျင်နေပါစေကိုယ်စိတ်လေးနဲ့ပတ်သက်ပြီးတော့ကိုယ်စိတ်မှာဘာတွေဖြစ်နေတယ်ဆိုတာတော့သိအောင်လုပ်ကြဒါကဒီတစိတ်တတုတ်ရဲ့အနှစ်ချုပ်ဆုံးမတာဒီစကားလေးနဲ့ဆုံးမလိုက်ပြီးတော့မြတ်စွာဘုရားကရှင်းပြတယ်ကိုယ်စိတ်လေးနဲ့ပတ်သက်လာတဲ့အခါမှာဆင်ញင်သုံးသပ်ကြည့်ပါတဲ့ဆင်ញင်သုံးသပ်မှုဟာအမှန်တမ်းအရေးပါပါတယ်ဆိုတာကိုထင်ရှားအောင်ဥပမာပေးတယ်လူငယ်လူရွယ်တွေဟာတဲ့မှန်ကြည့်ပြီးတော့မျက်နှာမှာမှဲ့ရှိသလားအမာရွရှိသလားလို့ကိုယ်မျက်နှာကိုကိုကြည့်ပြီးတော့စစ်ဆေးကြတယ်လို့ကိုယ်စိတ်လေးကိုလည်းပဲဆင်ញင်သုံးသပ်ကြည့်ပါလို့ဒီလိုပြောတာနော်ကိုတချို့များမျက်နှာတင်ကြည့်တာမဟုတ်ဘူးအဝတ်ကလေးဝတ်ပြီးရင်ကိုလုံးပေါ်မှန်ကြီးနေဟိုဘက်ဆောင်းကြည့်လိုက်ဒီဘက်ဆောင်းကြည့်လိုက်ရှိသေးတယ်နော်နောက်ကနေလှည့်ကြည့်လိုက်ရှေ့ကကြည့်လိုက်နောက်ကကြည့်လိုက်ကြည့်လို့ကောင်းရလားပေါ့အဲ့လိုလောက်တာတွေတွေ့ဘူးတာပဲနော်အမျိုးစုံပဲအဲ့တော့အဲ့ဒါလို့ချိတယ်လို့ကိုယ်စိတ်လေးကိုကိုချိစမ်းပါမြတ်စွာဘုရားဆင်ញင်သုံးသပ်ချိစမ်းပါဒါဖြင့်ဆင်ញင်သုံးသပ်ရင်ဘလို့ချက်တွေနဲ့ဆင်ញင်သုံးသပ်ရမှာလဲလို့ဆိုတာကိုမြတ်စွာဘုရားကစနစ်တစ်ခုပေးတယ်ဆင်ញင်သုံးသပ်ကြည့်ဖို့ရအတွက်အချက်10မျိုးဒီသုတ္တံမှာဟောပေးထားတယ်အချက်10မျိုးဟာဒီ positive နဲ့ negative နှစ်ခုထားတော့အားလုံး10ဖြစ်သွားတာပေါ့နော်အဲ့ဒီ10မျိုးကနံပါတ်1ဆင်ញင်စဉ်းစားရမှာပါတော့ဆိုရင်ငါစိတ်ထဲမှာတဲ့လောဘတွေတိတ်ကြီးနေသလားသို့မဟုတ်လောဘတွေတိတ်မကြီးဘူးလားလိုချင်လောဘတွေတွေ့တာမှုတွေတိတ်များသလားနော်လောဘဆိုတဲ့သဘောကမရသေးရင်လိုချင်တယ်ရပြီးလို့ရှိရင်ဆုတ်ကင်ထားခြင်းဒါလောဘရဲ့သဘောတွေ့တာတယ်မမောတယ်ရချင်တယ်နောက်ဆုံးမှရချင်တာကိုမထိန်နိုင်ဘူးဆိုရင်ကိုယ်ပစ္စည်းတွေမကောင်းသူများပစ္စည်းပါရချင်တယ်ဖြစ်လာရချင်မှုတွေအဲ့လိုရချင်မှုသိမ့်ပိုက်လို့မှုတွေ့တာထားမှုမခွဲခွာနိုင်မှုမမောမှုအဲ့ဒီလောဘတွေဟာငါစိတ်ထဲမှာများနေသလားသို့မဟုတ်မများဘူးလားဆိုတာတနေ့တာမှာနေထိုင်တဲ့အခါလောဘတွေဘယ်နှချိန်ဖြစ်တယ်လဲလိုချင်တဲ့စိတ်တွေဘလောက်ငါ့ကိုလွှမ်းမိုးနေတယ်လဲ
အကျိန်ပေါင်းဘယ်လောက်ဖြစ်တယ်လဲဆိုတာကိုယ့်ကိုယ်မပြတ်ဆင်ញင်ပေးပါတဲ့ဒါဆင်ញင်ပေးရမယ်အချက်တစ်ခုပဲအဲ့တော့ကိုယ့်ဘက်ကိုလောဘဖြစ်တယ်မဖြစ်ဘူးဆိုတာလည်းသိဖို့လိုသေးတာနော်လောဘဆိုတာဟာအပြစ်မကင်းတဲ့လောဘလို့ပြောခြင်းလို့တော့ပြောလို့ရတာပေါ့